သမီးတိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းခြင်းတဲ့သူတယောက်ဟာရန်သူမရှိအောင်ယူဆိုင်နေရမယ်ဒါပေမဲ့လည်းအတိတ်ဘဝကုသိုလ်ကံကြောင့်ရန်သူရှိခြင်းလည်းရှိနေနိုင်ပါတယ်ရန်သူရှိခဲ့မယ်ဆိုရင်လည်းနောက်ထပ်ရန်သူမတိုးအောင်ကြိုးစားရမယ်အဲ့ဒါလိုရန်သူမရှိအောင်ကြိုးစားတဲ့နေရာမှာတတိထားမယ်အချက်တစ်ချက်ရှိတယ်သမီးရဲ့ကိုကသူတစ်ပါးကိုရန်လိုမယ်ရန်လို့မယ်ဆိုတာရန်သူရှာခြင်းတစ်မျိုးပဲသူတစ်ပါးမျက်စိနောက်အောင်ထောင်ထောင်လွှားလွှားနေတာမမှန်နဲ့ပြောတာဆိုတာသူတစ်ပါးကိုမနာလိုရန်လိုခြင်းခံရတတ်တဲ့သမီးမိတ်ဆွေ10ယောက်ရှိတယ်ဆိုရင်နည်းသေးတယ်ရန်သူ1ယောက်ရှိတယ်ဆိုရင်များတယ်လို့ဆိုရိုးရှိတဲ့သမီးဒါကြောင့်ရန်သူတရားမှမရှိအောင်တတိထားနေသင့်တယ်ဒါပေမဲ့လူလောကသဘာဝချစ်သူမုန်းသူဆိုပြီးတော့ရှိတတ်တော့ကိုယ့်ကိုမလုံမုန်းတာအညှို့ပွားမဲ့ရန်သူများလဲရှိနိုင်တာပေါ့ဒါပေမဲ့မများအောင်တော့ကြိုးစားသင့်တယ်ရန်သူတယောက်ရှိုံနဲ့ဒုက္ခပေးနိုင်သောရှိတယ်ဆိုတာသမီးကိုကြိုတိထားစေခြင်းနဲ့ဒါကြောင့်ရန်သူမရှိအောင်ရှောင်ပါသမီးဘယ်လိုရှောင်ရမလဲဆိုရင်တော့ကိုနဲ့ပတ်သက်ဆက်ဆံတဲ့သူတိုင်းပေါ်မှာအပြစ်မတင်အပြစ်မမြင်မဲနဲ့ချစ်ခင်တဲ့စိတ်နဲ့အကောင်းမြင်စိတ်နဲ့မြင်တတ်အောင်ကြိုးစားနေလေ့ကျင့်နေမယ်ဆိုရင်သမီးရန်သူထဲမှာအသေးကြပါပဲကွယ်သမီးလေးကိုမိတ်ဆွေကောင်းများနဲ့ပျော်ရွှင်နေတာပဲဖြစ်ဖြစ်မြင်ကျင်ပါတယ်